စုံထီဥပဒါနဲ့ဒွေးเจ้าရွာမှစုံညီမဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်ကျွန်တော်အခုပြောချင်တဲ့အကြောင်းကတော့ဥပဒါကြီးရဲ့အကြောင်းပဲဗျသူကအနေထိုင်ရိုးရိုးအေးပဲနေတတ်တယ်သူ့ကိုကျွန်တော်တို့ကစုံမှန်းသိပြီမယ်ကြောက်ရမယ်စာခင်အောင်ခင်နေကြတာသူကကုန်းတော့အတော်ကြိုက်တာဗျလူကလည်းကရင်ဆက်လို့မွန်ဆက်တယ်လို့လည်းပြောကြတယ်လူကလည်းခက်ပြဖြူပဲကျုပ်တို့ညာသားတွေကသိရမလားအသားထညက်ရောင်ကများတယ်တချို့နေဘူးထဲမှာအနေများတဲ့သူကြတော့ပုံရင်ကြီးအယောင်ပေါ့ဗျာအောင်မယ်မိန်းကလေးတွေကြတော့ပုံရင်ကြီးအယောင်တော့ပြောရင်စိတ်ဆိုးကြတာဗျမိန်းကလေးတွေကိုကြတော့အသားကိုကရမက်အယောင်နဲ့ကျုပ်တို့ရွာအသားဖြူတာဆိုလို့ဥပဒါရဲ့ရွာနောက်ပိုင်းကရင်စုဟာကရင်ဇက်တွေရဲ့ရွာမှာငွေတို့ချေးစားပြီးတော့အရက်ဆိုင်ဖွင့်တဲ့တရုတ်ကြီးရဲ့ဒါတော့ပဲရှိတာဗျဥပဒါကြီးเจ้าကိုကျုပ်တို့လည်းသိချင်ပေမဲ့ရွာလူတော်တော်များများကတော့တိတ်မသိကြဘူးကျုပ်ဖေတောင်မှရေရတိတ်မသိဘူးဗျကျုပ်ဖိုးကြတော့ဥပဒါအမေကိုမှီလိုက်တဲ့သူဆိုတော့သူကတော့နည်းနည်းပါးပါးသိတယ်ဥပဒါကဆုံးဖြစ်ခဲ့တာသူ့အမေကြောင့်နဲ့ဥပဒါရဲ့အမေကမဲပြင်းလို့ခေါ်တဲ့ဗျမဲပြင်းကဝမ်းထဲပါဆုံးတဲ့သူ့ကိုတချို့ကကဝေမြောက်တယ်လို့လည်းပြောကြတယ်မဲပြင်းလို့ခေါ်ရတာလည်းတစ်ချိန်လုံးအိတ်လိုက်စားလိုက်စိတ်ကူးရင်လိုက်နဲ့ပြင်းနေလို့မဲပြင်းလို့ခေါ်တာတဲ့ဒါပေမဲ့မဲပြင်းလို့နာမည်ရပေမဲ့သူတို့အိမ်ကိုသွားရင်တော့ဖုံတမုံတဲတပွင့်မှမတွေ့ရသလိုအိုးတွေခွက်တွေဆိုလဲပြောင်းစင်နေတာပဲတဲ့ဗျဘာလို့လဲဆိုတော့မဲပြင်းကသူ့အသာအပြင်းတက်တာအိမ်မှုကိစ္စတွေအလုံးကိုကဝေအတက်နဲ့ခိုင်းထားတာတဲ့တခါတပြက်စီးကခြံထဲမှာသူ့လိုလိုက်လဲနေတာတို့နွားစာဆင်းတဲ့ဓာကြီးကနွားစာတွေကိုသူ့လိုဆင်းနေတာတို့တန်စီပိုင်းနဲ့လှုပ်ထားတဲ့ရေပုံကြီးကသူ့လိုရေတွေခတ်ပေနေရတော့တွေ့တတ်တယ်လို့လည်းအဖိုးကပြောဘူးတယ်ဥပဒါကြီးစွမ်းနေဆိုတာမဲပြင်းတို့အိတ်လေးတလောက်ပဲရှိတယ်လို့လည်းအဖိုးကပြောဘူးတယ်ဗျအဲ့ဒီတော့ဥပဒါလည်းသူ့အမေချီကနင်းပြီးတော့စွမ်းတာနေမှာပေါ့ဗျာဒါပေမဲ့မဲပြင်းဆိုတဲ့မိန်းမကြီးအကြောင်းလည်းအတော်ရှိတယ်ဗျထားလိုက်တော့ဗျအခုကတော့ဥပဒါအကြောင်းပဲဆက်ပြောလိုက်မယ်ဥပဒါကျုပ်တို့10နှစ်လောက်မှသူကအသက်40လောက်ရှိမယ်ဗျထိတ်ကတော့အတော်ပြောင်းနေတာတချို့ကပြောတာတော့ကဝေတွေနဲ့ပညာပြန်ရင်ရှုံးသွားလို့မလို့အဲ့ဒီလိုရုပ်ဆိုးသွားတာလို့လည်းပြောကြတယ်ဥပဒါလူပြိုပေါက်တော့ဆိုရုပ်ရည်ကအတော်ချောတာတဲ့မင်းသားကြီးခမောင်ရင်တို့စိန်လွင်တို့ရုံမျိုးတယ်ဗျရွာအပြိုတွေကရုပ်ရည်ကိုကြိုက်ပေမဲ့ဒေါ်မယ်ပြင်းရင်သားဆိုတာနဲ့တင်လန့်နေကြတာပေါ့ဥပဒါကတော့လူပြိုကြီးဗျတည်သွားတဲ့အထိမိမတယောက်မှမရှိခဲ့တာသူတည်သွားတော့သူ့ပညာတွေလည်းဆုံးပါသွားတယ်ထင်ပါရဲ့ဗျဥပဒါအလုပ်တော့အတော်လုပ်တယ်လူဗျဖရာတွေကလည်းတိတ်မရှောင်ဘူးတချို့ဆုံးတို့ကဝေတို့ကဖရာတရားတွေကိုရှောင်ကြတယ်လေဥပဒါကတော့အလူဆိုလဲပါလိုက်တာပဲဘုန်းကြီးเจ้าဆိုလဲသူ့ကိုခိုင်းရင်သွားတော့တာပဲကျုပ်တို့ဖေလက်ထက်ကဖရာငုတ်တို့ပြန်လဲပြုတ်ပြင်ပြီးတိဆောက်တော့သူကလည်းလှုပ်အားတွေဝင်ပေးခဲ့တာပဲတခါကျုပ်ဖေကပြောဘူးတယ်ဗျရှင်ပြူနာသားအလူမှာဥပဒါကြီးကထင်းနေခွဲပေးနေတာတဲ့အဲ့ဒီချိန်မှာရွာဦးเจ้าဆရာတော်နဲ့တွေ့ရတာပေါ့လေဆရာတော်ကဟဲ့ဘာသာမင်းမလဲကွယ်မကောင်းတဲ့အကုသိုလ်အတက်တွေကိုစွန့်ပြီးတော့ကောင်းမှုတွေလုပ်ရင်ပို့ပြီးတော့အကျိုးများနိုင်မှာကွယ်အဲ့လိုပြောတော့ဥပဒါကြီးကလည်းတင်းပါဗျာအတက်ပညာတွေကိုတော့စွန့်လို့မရပါဘူးဗျာဒါပေမဲ့အဲ့ဒီအတက်တွေနဲ့မကောင်းမှုမလုပ်ရင်အကုသိုလ်မဖြစ်ဘူးမဟုတ်လားဖေ။အဲ့လိုပြောလိုက်တော့ရွာဦးเจ้าဆရာတော်လည်းလှည့်ပြီးတော့ပြန်သွားတော့တာပေါ့။ဥပဒါအလုပ်ဆိုရင်မခုမကတ်ဘူးဗျ။အမြဲတမ်းတစ်ခုခုလုပ်နေတတ်တဲ့လူကြီး။သူ့တော့ကျုပ်တို့ကလေးတွေကျုပ်တို့ရွာကာလာသားတွေကခင်ကြတယ်။ကလေးတွေခင်တာလည်းမပြောနဲ့ဗျ။တရက်တော့ကျုပ်နဲ့ဖိုးတရုတ်တို့ကျုပ်တို့ခြံတော့မာလကာပင်ကြီးပေါ်တက်ကြတယ်။မာလကာသီးတွေကလည်းအပင်ထိတ်မှရှိတော့စားရမလားဆိုပြီးတက်ခူးကြတာပေါ့။မာလကာပင်ကပေ20နီးပါးလောက်မြင့်နေဗျ။ကျုပ်တို့တက်နေတာကိုပေါက်တူးထမ်းပြီးလမ်းလျှောက်လာတဲ့ဥပဒါကြီးကတွေ့သွားတယ်ဟဲ့ကောင်လေးတွေဘာလို့တစ်ပင်မော်တက်နေရလဲကွာမာလကာသီးလေးတီးနေလို့တက်ခူတာဥပဒါကြီးရဲ့မင်းတို့မာလကာသီးတွေကအကျစ်လေးတွေပါကွာမပွားသေးပါဘူးကွာတက်မနေနဲ့တော့ဟာကြစ်လေကြစ်ကြစ်ဗျာစားမရရင်လဲဝါပြီးထွေးထုတ်လိုက်မယ်ကျုပ်တို့ကလည်းအရှုံးမပေးပေးနဲ့ဆက်ပြီးတက်နေခဲ့တယ်အဲ့ဒီချိန်မှာဥပဒါကြီးကမာလကာပင်မော်ကိုလက်ညှိုးထိုးလိုက်ပြီးတော့ကဲမင်းတို့အသီးကျစ်လေးတွေပွားသွားလို့ငါလုပ်ပေးမယ်ဟဲ့အဲ့လိုပြောပြီးဘာတွေလဲတော့မသိဘူးရွတ်လိုက်တာကျုပ်တို့မျက်စိရှိမှတင်မဲ့မာလကာသီးတွေကတဖြည်းဖြည်းကြီးလာပြီးတော့အယောင်တွေကလည်းဝင်းလာတယ်ဗျာကျုပ်တို့ဖြင့်အံ့ဩလို့ကိုမဆုံးဘူးကျုပ်တို့လည်းအပင်ပေါ်ခက်မြမြန်တက်ပြီးမာလကာသီးတွေကိုခူးတော့တာပေါ့6လုံးလောက်ရလိုက်တယ်ထွားထွားပေါ့ပေါ့ကြီးတွေဗျာဥပဒါကြီးကကျုပ်တို့ကြည့်ပြီးတော့ပြုံးပြုံးကြီးနဲ့လမ်းဆက်လျှောက်သွားတယ်ဗျကျုပ်တို့လည်းမာလကာသီးတွေစားလိုက်ကြတာပေါ့အဲ့ဒီတော့ကလေးဆိုတော့မကြောက်ဘူးပေါ့ဗျာအပင်ထဲ့မလားဆေးထဲ့မလားမသိစုံပညာနဲ့ပေါ့အောင်လှုပ်ထားလဲစားလိုက်တာပဲအခုဆိုရင်တော့ဘယ်စားရတော့မလဲပေါ့ဗျာနောက်တော့မိုးကုံလို့စောင်းကူးလာပြီးဆိုရင်ကျုပ်တို့ကလေးတွေကစွန်လွတ်ကြတဲ့အချိန်ပြစီစိန်စက်ကူစွန်လေးတွေကိုဝဲပြီးအချီလုံးနဲ့လွတ်ကြရတာဒါပေမဲ့အဲ့ဒီစီစိန်စက်ကူစွန်ကလည်းအဲ့ဒီခေတ်တော့အရန်ရှားတာမြိုင်သာမြို့ကိုတက်ပြီးဝဲမရတာလေမြို့ကလည်းရွာလူကြုံရှိမှစွန်မှာလို့ရတာလူကြုံမှရင်တောင်မှလူတန်းကဝဲပေးတာမဟုတ်ဘူးရဲ့ဗျတခါတော့အဖေကမြို့နယ်စီဝေးဆိုပြီးမြို့ကိုတက်ပါလေရောကျုပ်တို့လည်းလိုက်ချင်တာပေါ့
ဒါပေမဲ့ကလေးတွေမလိုက်ရဘူးဆိုတော့အမေကိုစွန်နေပူဇာလိုက်တယ်အမေတို့ပြန်လာတော့စွန်10ကောင်လောက်ပါလာတာပေါ့ဗျာကျုပ်တို့ကကလေးတွေဆိုတော့လူလိုက်ကြတာလူတွေကလည်းများပြီးစွန်ကလည်းနဲနေတာဟုတ်နောက်တော့အချီလုံးနဲ့စွန်လွတ်ကြတယ်လေစွန်လွတ်ဖို့ကလည်းလေကောင်းတဲ့တလင်းကြီးတွေကိုသွားလှုပ်ရတာရွာမှာကျုံညီတဝမ်းခွဲတယောက်ရှိတယ်ဗျသူ့နာမည်ကငါဆွေတဲ့မျက်စိဆွေနေလို့အဲ့ဒီလိုခေါ်တာငါဆွေကလည်းစွန်လွတ်ချင်တယ်ဆိုတာနဲ့သူနဲ့ကျုပ်ကတယောက်တည်းလဲစွန်လွတ်ကြတာပေါ့အဲ့ဒီတလင်းမှာသူနဲ့ကျွန်တော်နဲ့2ယောက်တည်းပဲရှိတာလေကလည်းကောင်းတာဆိုတော့စွန်ကတော့မိုးပေါ်ကိုထောင်နေအောင်တက်သွားတော့တာပဲငါဆွေစွန်လွတ်နေတော့ကျုပ်ကတစ်ပင်ရေးကနေထိုင်ကြည့်နေတာနောက်တော့ကျုပ်လက်ရောက်ပြီဆိုပြီးငါဆွေစီကအချီလုံးကိုသွားတောင်းနေဗျငါဆွေကလည်းပြန်မပေးဘူးဒါနဲ့ပဲလူကြိုင်းနဲ့အချီကျိုးကပြက်ထွက်သွားပါလေရောကျိုးမဲ့စွန်ဆိုတော့သိတယ်မလားလေယူရအောင်လင့်ပါသွားတာပေါ့ကျုပ်လဲကျုပ်စင်လင်းကိုနှမျောတာပေါ့ဗျာထက်ရအောင်လဲတိတ်မလဲတော့ဘူးလေဒါနဲ့ပဲငါဆွေနဲ့ကျုပ်နဲ့တလင်းထဲမှာထိုးကြပါလေရောတလင်းဘေးကလေကဥပဒါကြီးရဲ့လဲဗျစပားတွေတီးပြီးအနှံအောင်လိုက်တာလဲထောင်နေတဲ့စပားတပင်းမှမရှိဘူးဗျကွင်းဆက်မှာလုံးလုံးနေတဲ့ဥပဒါကြီးပြေးလာပြီးကျုပ်တို့ကိုဖြန့်ပြေးတာပေါ့ကျုပ်ကလည်းစွန်ပါသွားလို့ဆိုပြီးငိုနေမိတယ်ဥပဒါကြီးကတော့ခက်ပြုံးပြုံးလေးနေပဲမပူနဲ့ကောင်လေးမင်းစွန်ငါပြန်ခေါ်ပေးမယ်ဘလို့ခေါ်ပေးမှလဲဗျကျိုးပြက်ပြီးတော့လွင့်သွားတာဥပဒါဘာမှမပြောဘဲနဲ့လေတဲ့လွင့်နေတဲ့စွန်လေးကိုလက်ညှိုးထိုးလိုက်တယ်စွန်ကတော်တော်ဝေးဝေးကိုရောက်နေပြီဗျပြာလဲနေတဲ့ကောင်းကင်ပေါ်မှာခရီးကြီးပဲမြင်ရတော့တာဒါပေမဲ့ဥပဒါလက်ညှိုးထိုးတဲ့နောက်ကိုစွန်လေးကလိုက်နေတယ်ဗျထူးဆန်းလိုက်တာတော့ပြောမနေနဲ့ကျိုးပြက်ပြီးအထိမ့်မဲ့မဲ့နေတဲ့စွန်လေးကဥပဒါကြီးဘယ်ဘက်ကိုလက်ညှိုးထိုးလိုက်ရင်ဘယ်ဘက်ကိုပြန်သွားတယ်ညာဘက်ကိုလက်ညှိုးထိုးလိုက်ရင်ညာဘက်ကိုပြန်သွားတယ်ဗျနောက်တော့တဖြည်းဖြည်းနဲ့အောက်ကိုကျလာပြီးငှက်တကောင်လိုပဲကွင်းထဲကိုဖျက်ပြန်လာတယ်ပြီးတော့ကျုပ်တို့ရဲ့ခြေထောက်နားကိုဖုတ်ကနေကျသွားပါလေရောကျုပ်တို့ဖြင့်ကိုယ့်မျက်လုံးကိုတော့မယုံနိုင်တော့ဘူးဗျကဲကောင်လေးတွေရန်ဖြစ်မနေကြနဲ့တော့နောက်တစ်ခါဆိုရင်မင်းအဖေကိုငါသွားတိုင်လိုက်မယ်အဖေကကျုပ်တို့ဆွေမျိုးချင်းချင်းရန်ဖြစ်တာကိုလုံးဝမကြိုက်ဘူးဗျအထူးသဖြင့်ကလေးတွေကိုပေါ့ကျုပ်တို့လည်းစွန်ပြန်ရပြီဆိုတော့စက်မလွတ်ဘဲနဲ့ပြန်လာခဲ့ကြတယ်